စေတနာရှိတဲ့သူများဟာနိုင်ငံအတွက်တကယ်အကျိုးရှိမဲ့လုပ်ရတဲ့ကိုစပြီးတော့ဆောင်ရွက်ကြပါလို့ကျွန်မမြတ်တာရက်ခံနေပါတယ်ပါတီချောင်းတပါတီဒီကွက်နေကြစိတ်တဲ့တွေလည်းပြည့်စည်သွားပြစ်လိုက်ကြတဲ့တော့မှများဒါတွေကိုလည်းခိဆိုင်ဘူးယူမိုက်တာနေနေလားလွတ်လပ်ရေးဆိုတာဖက်မလဲရှာနေတဲ့